ဒါပေါင်းမီရှေပုံတစ်လေးနဲ့မိတ်ဆက်ပါမယ်ဒီနေ့ခြေသားပေါင်းမီ3ပုံရောက်ပါတယ် BK ရောက်ဝင်တဲ့ခြေသားပေါင်းမီလေးတွေပါဒါကတော့မတို့ရဲ့နွေရာသီအတွက်လုံးဝအဆင်ပြေတဲ့ခြေသားပေါင်းမီလေးတွေပါเนาะဒီလိုဘေးကအိတ်ကလေးနှစ်ဖက်ပါမယ်ခါပတ်လေကမျှော်ကြိုးလေးပေါ့เนาะခါပတ်လေကမတို့ရဲ့ခါကလေး28ကနေ38ထိဝလို့ရတယ်เนาะတင်ဆိုင်ကတော့90ပါဘောင်းမီလေးရဲ့အရှည်က38လက်မပါเนาะပေါင်ချိန်ဆိုရင်မတို့ရဲ့ပေါင်ချိန်110ကနေ160 190ထိဝလို့ပြရပါတယ်เนาะဝပြထားတာကအသားရောင်လေးပါကာလာလေးတွေမိတ်ဆက်ပေးပါမယ်ဒါလေးကအုတ်ကျိုးနုလေးပါเนาะခါကပတ်လေဖြစ်တဲ့အတွက်ဆွဲလိုက်ရင်38ပါเนาะသူ့ရဲ့မျှော့တွေကောင်းတယ်ခါပတ်လေလည်းမျှော့တွေချုပ်ထားတာလှပါတယ်เนาะဒါလေးကကြာဆိုရင်အုတ်ကျိုးရောင်နုလေးပါမတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပါတယ်เนาะဒါကရှားရောင်ဆူဆူလေးပါရှင်နွေရာသီနဲ့လိုက်ဖက်တဲ့ခြိသားစစ်စစ်လေးပါ BK ကဝင်လာတဲ့အတွက် quality ကတော့အရန်ကောင်းပါတယ်ဒါကတော့ခဲလို့လည်းခေါ်မှာပေါ့เนาะဒေါနာစိမ်းလေးလည်းခေါ်မှာပေါ့နောက်တစ်ရောင်လေးကနက်ပြရောင်လေးပါเนาะဒါကနက်ပြရောင်ဆူဆူလေးပါရှင်ဒါကခဲပုတ်ရောင်လေးပါမတို့ရေမစိုးထဲဆန်ကနေမိတ်ဆက်ပါတယ်เนาะရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ဈေးနှုန်းလေးက4200ပါเนาะပေါင်ချိန်က110ကနေ160 190ထိဝယ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်